ဒါကတော့ကျွန်တော်တာဝန်ယူပြီးတော့ပြုပြင်ပေးထားတယ်decoration လှဆင်ပေးထားတယ်ဒေါဘုံမျိုးနဲ့မင်းနနာလမ်းမကြီးကမီနီကွန်ဒိုလေးပါဒီမီနီကွန်ဒိုလေးကတော့ဓာတ်လေကပါပါတယ်ဓာတ်လေကပြီးရနေပြီးတော့ဒါဝင်ရပါမယ်ဒီခန်းလေးကိုဒီတကားလေးဖွင့်လိုက်ပါမယ်နော်တကားလေးဖွင့်လိုက်ရင်ပထမဆုံးတွေ့ရတယ်ကျွန်တော်တို့အဲခန်းကိုတွေ့ရမယ်အဲခန်းလေးကိုတွေ့ရပါမယ်နော်အဲခန်းလေးကိုတွေ့ရမြင်ချင်းအဲခန်းလေးကိုတွေ့ရပါမယ်အဲခန်းလေးကိုကျွန်တော်ဒါအဲခန်းလေးနော်အဲခန်းရဲ့မျက်နှာချက်ကျွန်တော်တို့မျက်နှာချက်ပေါ့နော်အဲခန်းရဲ့မျက်နှာချက်ကျွန်တော်မီးလေးကိုအဲခန်းရဲ့မျက်နှာချက်ဟိုဘက်ကတော့ဖျားစင်လေးပါဗျဟိုဘက်ကဖျားစင်လေးဒါဖျားစင်လေးကိုကျွန်တော် partition နဲ့ဒီလို partition လေးall in one composite နဲ့ကျွန်တော် eco panel ဟုလေးတွေကိုကျွန်တော်ရှင်းတွဲပြီးတုံးပေးထားပါတယ်နော်ဒါကတော့ကျွန်တော်တို့ဒီTV console ပေါ့TV console ပေါ့ဒီ TV console တော့ကျွန်တော်တာဝန်ယူပြီးတော့တည်တည်ချာချာအနောက်တိုင်း style ဒါကျွန်တော်တို့ခင်မီတဲ့နိုင်ငံတွေမှာဒါလောက်တာတဲ့ဒီ style ပေါ့နော်အဲ့ style အတိုင်းကျွန်တော်အဲ့ပုံစံအတိုင်းတစ်ထပ်မထဲချအောင်ကျွန်တော်တူအောင်ဒါကျွန်တော်ကဒီဇိုင်းဆွဲပြီးတော့ဒါじゃလောက်ထားတာပါကျွန်တော်မီးလေးဖွင့်လိုက်မယ်အရင်တော့ဒီကျွန်တော်တို့ဒီjunction box DV box ကဒီဘက်မှာဒီဘက်ချမ်းမှာအဲ့တော့ဒီဘက်ချမ်း junction box ကိုကျွန်တော်ဒီဘက်ကိုရွှေ့ပြီးတော့ဒီကောင်လေးကိုကျွန်တော်ဒီ TV console နဲ့တွဲရက်ဒီ cabinet လေးကိုကျွန်တော်ဒီမှာထားပြီးတော့ဒီထဲကိုငုံထားလိုက်ပဲကဲကျွန်တော် TV လေးမီးလေးဖွင့်ကြည့်ပါမယ်နော်မီးလေးဖွင့်လိုက်ပါမယ်မှာဒါအိမ်ရဲ့ဒါမီးကျွန်တော်တို့မီးလှဆင်ထားတာပါဒီအဲကန်လေးကိုကျွန်တော်မီးလှဆင်ထားတာပါဒီအဲကန်ကိုကျွန်တော်မီးလှဆင်ထားတာဒါအဲကန်မျက်နှာချက်အားလုံးကိုကျွန်တော် spotlight ကြီးတွေပဲတုံးထားပါတယ်တို့ဒီတန်sunshade တွေလည်းပါပါတယ်တန်ပန်းတွေ sunshade တွေတန်ပန်းတွေ sunshade တွေတအိမ်လုံးတန်ပန်း sunshade တွေလည်းပါပါတယ်ဒီဘက်ကအပြင် sunshade ကတော့ကျွန်တော်တို့ BCC မကြသေးလို့ကျွန်တော်တို့ကsunshade ကိုကျွန်တော်တို့ကိုရီးယားလာတဲ့ polycarbonate မှန်လိုမျိုးထွင်းပေါက်မြင်ရတဲ့အကြည်သားနဲ့ကိုရီးယား sunshade ကိုကျွန်တော်တို့ထည့်သုံးပါပါကိုရီးယား sunshade ကိုထည့်သုံးပါပါဒါတော့ဒီကတော့ BCC မကြတော့ကျွန်တော်တို့တက်လို့မရသေးဘူးBCC ကြပြီးတော့ဒါကျွန်တော်တို့တက်မှာပါတက်မှာပါအဲ့ကြရင်တော့ဒါအားလုံးကြည့်လိုက်ပါနော်ကျွန်တော်တို့ဒီအိမ်လေးရဲ့အိမ်လေးကိုဘယ်လို350နဲ့ဘယ်လိုကြောက်အောင်ကျွန်တော်လုပ်ပြီးတော့မီးလာပြီပြောရရင်တော့မီးလာပြီဒါဒီဖျားစင်ရဲ့ဒါဆောင်းတော့မီးလာတဲ့မီးကိုပြကြတယ်ဒီမှာကျွန်တော်တို့ဒီဒါ LED strip light ကျွန်တော်တို့ LED strip light ကိုကျွန်တော် manager မှာဘယ်လိုဆင်ထားလဲဆိုတော့ကျွန်တော်ပြချင်တာပါနော်အဲ့ဒါနောက်တိုင်းဆက်ဆံလေးပေါ့နော်နောက်ဒါကတော့ဖျားကန်းကြတော့ကျွန်တော်တို့အခုဆောင်းမီးလာပြီဆိုတော့ဖျားကန်းမီးလာပြီဆိုတော့ကျွန်တော်ဖျားကန်းကိုဆောင်းတော့မီးမလာတဲ့ပုံစံနဲ့မီးလာတဲ့ပုံစံကျွန်တော်တို့ရှင်းပြီးပြမယ်နော်ဒါမီးလာတဲ့ချိန်ကိုကျွန်တော်မီးလုံးဖွင့်ပြပါမယ်နော်အဲ့တော့ဖျားကန်းကိုspotlight နှလုံးနဲ့ဒီဘက်က spotlight တစ်လုံးဟိုဘက်က spotlight နှလုံးကလည်းမြတ်စွာဘုရားရဲ့ပုံတော်ထိုးမယ်ဒီဘက်က spotlight မှာလည်းလှည့်လို့ရတယ်360 spotlight ကလည်းထိုးလို့ရတယ်အဲ့ဒါ3D ဆန်းကျွန်တော်လုပ်ထားတဲ့ကျွန်တော်ကိုယ်တိုင်ဒီဇိုင်းထွင်ထားတဲ့ဒါမြတ်စွာကျွန်တော်တို့ဖျားစင်တွေပေါ့နော်ဒါဖျားစင်တွေပေါ့ကျွန်တော်ကိုယ်တိုင်ဒီဇိုင်းထွင်ပေးထားတဲ့ဖျားစင်တွေပေါ့ဒါဒီလိုတန်ပန်းsunshade တွေမလုပ်ရသေးတဲ့တန်ပန်းတွေနော်မီးလေးတွေကျွန်တော်ပြန်ပိတ်လိုက်မယ်ဒါမီးလေးတွေပြန်ပိတ်လိုက်မယ်နော်ဒါကတော့ဒီ TV console မှာဝေဖွင့်လိုက်မယ်နော်TV console မှာကျွန်တော်မီးလေးတွေရှန်ထွက်နေတာနောက်ကမီးလေးတွေlight tray လေးတွေကနေပြီး light box တွေကနေပြီးတော့မီးလေးတွေရှန်ထွက်လာအောင်ဒါကျွန်တော်နောက်က light tray ထည့်ထားတာပေါ့နော်light tray လေးထည့်ထားတာပေါ့နော်ဘယ်တော့လှလဲဆိုတော့ဒါအိမ်ရှင်ကလုံးဝခြေနှက်ပြီးတော့သူစောက်တိုင်းကျွန်တော်ကိုတာဝန်ယူပြီးတော့စောက်မယ်လို့ဒါသူပြောပါဒီဟာလေးကိုသူအရန်ကိုသဘောကျပြီးတော့ဒီလိုမျိုးဒီဇိုင်းမျိုးလေးတွေကိုဒါကျွန်တော်ဒါနိုင်ငံခြားဒီဇိုင်းလေးတွေကိုကျွန်တော်ရအောင်ကျွန်တော်ကိုယ်တိုင်ဒီဇိုင်းဆွဲပြီးတော့လုပ်ပေးထားတာပါနော်ဒီမှာနော်အားလုံးကိုမျက်နှာချက်ပြီးအားလုံးက spotlight တွေနဲ့ပဲကျွန်တော် Opel spotlight 1 year warranty ပေးထားတဲ့ Opel spotlight တွေနဲ့ပဲကျွန်တော်အသုံးပြုထားတာပါနောက်ပြီးတော့ဒီဆောင်းနာရှောက်လန်းလေးကမီးမထုံးပေးပဲနဲ့မီးမထုံးပြတဲ့ဆောင်းနာရှောက်လန်းလေးကျွန်တော်မီးထုံးပြပါမယ်ဒါမီးထုံးပြပါမယ်ဒါရှောက်လန်းလေးပါနော်ဒါရှောက်လန်းလေး
ရှောက်လန်းလေးဆောင်းတော့ကျွန်တော်တို့ခဏဖြစ်တဲ့မျက်နှာချက်လေးနဲ့ဒါဆောင်းတော့ပြတဲ့အခန်းလေးကိုကျွန်တော်တို့မီးလေးတွေ spotlight နဲ့ဟိုနဲ့ down light လေးတွေကို one light လေးတွေကျွန်တော်သုံးသွားတာပါဒါဆောင်းတော့ဗီဒီယိုလေးကိုကျွန်တော်မီးလင်းနေတဲ့အချိန်ကိုပြချင်တာပါเนาะဒါဗီဒီယိုလေးကမီးအပေါ်ကမီးဆွဲလိုက် LED ဆွဲလိုက်ထည့်ထားပြီးသားပါမှန်ရှိမှာမီးဖွင့်လိုက်လို့ရှိရင်လည်းဗီဒီယိုဖွင့်လိုက်လို့ရှိရင်ဗီဒီယိုထဲမှာမီးကလင်းတာပဲမီးလေးဆွဲလိုက်ရဲ့မီးလင်းအောင်လင်းထိန်နေပါတယ်ဒါတော့ဆောင်းတော့temper glass နဲ့ဆောင်းတော့ master bedroom ကိုကျွန်တော်ပြထားတဲ့ဒါမီးလာတဲ့အချိန်ကျွန်တော်ပြချင်တော့ပါနော် temper glass နဲ့ကျွန်တော်တို့ရေချိုးကောင်းအဲ့လိုလှဆင်ထားပြီးတာပါနော်ကျွန်တော်တို့ဒါဆောင်းတော့အိမ်ဒါဒီစင်နဲ့ toilet ပေါ့နော်အဲ့ဒါတော့ကျွန်တော်ဗီဒီယိုလေးပြန်ပိတ်ခဲ့မယ်မီးပြန်ပိတ်ခဲ့မယ်နော်ဒါတော့ကျွန်တော်ဆောင်းတော့ပြတဲ့ဗီဒီယိုလေးကိုLED strike light ကိုဘယ်လိုသုံးလဲဆိုတာပြချင်တော့ပါမီးဖိတ်ခဲ့မယ်ဒါတော့အခန်းလေးအားလုံးကိုမီးပိတ်ပေးခဲ့မယ်ဒါလေးတွေမီးပိတ်လိုက်မယ်ကဲဟုတ်ပြီကျွန်တော်ပြချင်တာဒါလေးပါပဲကျွန်တော်တိဆောက်တဲ့အခန်းလေးစုစုပေါင်း350သိန်းကုန်ကြပါတယ်နော်ဒီအလက်ဆောင်အနေနဲ့ကျွန်တော်ဒါလေးတွေလုပ်ပေးခဲ့တယ်ဒါကျွန်တော်တို့ဒီဝရန်တာမှာနော်ဝရန်တာမှာဒီဟာမျိုးလေးတွေကျွန်တော်ဝရန်တာမှာဒီလိုမျိုးပုံဘူးလေးနဲ့ဆင်ထားတဲ့ဆန်းရှိတ်ကလေး sorry ကျွန်တော်နည်းနည်းချက်ကလေးတက်ဆင်ပေးထားပါဘူးဒါနည်းနည်းချက်အလှလေးကိုတက်ဆင်ပေးထားပါတယ်ဒါမင်းနဲ့နာလမ်းမကြီးပေါ့နော်ကျွန်တော်မင်းနဲ့နာလမ်းမကြီးကဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပြလို့အားလုံးပြီးသွားပါပြီကဲဒီຢာလေးကုန်ကြစိတ်က353သိန်းဟိုကျွန်တော်ရက်ပေါင်း3ဘတ်အတွင်းကျွန်တော်တောင်းတိဆောက်ခဲ့တာပါကျေးဇူးပါပဲเนาะအားလုံးကျေးဇူးတင်ပါတယ်